ဒေါ်လာတန်း900ကျော်နဲ့ရောင်းဝယ်ဖြစ်ခဲ့တဲ့ကမ္ဘာဈေးကြီးဆုံးတိုက်ခန်းအားလုံးပဲမင်္ဂလာပါ Twin High Property ကနေကြိုဆိုပါရစေတိုက်ခန်းကြီးဆိုတော့ကောင်းရင်ကောင်းသလိုဈေးများတာတော့ရှိပေမဲ့လည်းဇိမ်ခံအင်ကြီးတွေခြံဝန်းနဲ့အင်ကြီးထက်ဆိုင်တော့ဈေးနဲ့တက်ပါရီဒါပေမဲ့တိုက်ခန်းတစ်ခန်းကတော့ဒေါ်လာတန်း900ကျော်နဲ့ရောင်းဝယ်ဖြစ်ခဲ့ပြီးတော့ကမ္ဘာဈေးကြီးဆုံးတိုက်ခန်းဖြစ်လေမှတ်တမ်းဝင်ထားပါရီအဲဒီတိုက်ခန်းကတော့မိုနာကိုကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသလာရန်ဆိုအိမ်ယာမှာတည်ရှိတဲ့9လတိုက်ခန်းတစ်ခန်းပဲဖြစ်ပါရီမိုနာကိုဆိုတော့လေနိုင်ငံတစ်ခုအနေနဲ့ယက်တည်လာပြီမြင်ကမ္ဘာပေါ်ကဒုတိယအသေးဆုံးနိုင်ငံလို့ပြောလို့ရပါတယ်သူတို့ရဲ့ခြေဝန်းကတမိုင်ပတ်လေတောင်မပြည့်တဲ့အနေအထားမျိုးပဲဖြစ်ပါတယ်လာရန်ဆိုအင်ယာ9လတိုက်ခန်းကိုတော့ယူကရိန်းရဲ့အချမ်းသာဆုံးတတိရီနက်အာမီတော်ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်ယူရို480တန်ကန်ဒေါ်လာ954တန်နဲ့ဝယ်ယူလိုက်တာဖြစ်ပြီးတော့ကမ္ဘာပေါ်ကဈေးကြီးဆုံးတိုက်ခန်းအနေနဲ့လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်တိုက်ခန်းကျယ်ဝန်းကစတူဒီယမ်ပေ29000ခန်းရှိပြီးတော့လာသာဆောင်တွေမြေထဲပင်တွေကိုစီးမိုးမြင့်နိုင်တဲ့နားတဲ့နေရာတွေလည်းပါဝင်ပါတယ်။ဒါပြင်ကိုပိုင်ရေကူးကန်ဂျာကူဇီနဲ့ကား8စင်းစာကားပါကင်နေရာတို့လည်းပါဝင်တယ်လို့သိရပါတယ်။လာရန်ဆိုလူနေတိုက်ခန်းအဆောက်အုံကိုပရီကာဆူယာပြည်သူ့ကပညာရှင်ရန်ဆိုပီနိုကဒီဇိုင်းဆွဲဆောက်လုပ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။အဆောက်အုံဆောက်လုပ်ထားတဲ့နေရာကပင်လယ်ပြင်ကိုမြေဖို့ပြီးတော့ပြုလုပ်ထားတဲ့နေရာဖြစ်ပြီးမိုနာကိုတော်ဝင်မင်းသားအဲဘက်2ဟာ2024ခုနှစ်မှာဖွင့်လှစ်ပေးခဲ့ပါတယ်။အရောင်းဝယ်ဖြစ်ခဲ့တဲ့ဈေးနှုန်းအရဆိုရင်တစ်စတူယမ်ပေကိုဒေါ်လာ2519ဒေါ်လာအထိကျတင်နေပါတယ်။နိုင်ရှင်ကြည့်ရမယ်ဆိုရင်တော့အဲဒီတိုက်ခန်းရဲ့တစ်စတူယမ်မီတာဈေးနှုန်းကဗန်ဒလီဇင်ခံကားတစ်တစည်းထက်တောင်မှပိုပြီးတော့ဈေးများနေတာလည်းဖြစ်ပါတယ်။ရခိုင်ကဈေးကြီးဆုံးဖြစ်မှတ်တမ်းတင်ထားခဲ့တဲ့တိုက်ခန်းကနယူးယောက်ကဖြစ်ပြီးတော့ကန်ဒေါ်လာတန်း240တဲ့နဲ့စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုတိုက်ခန်းကတော့ကန်ဒေါ်လာတန်း900ကျော်နဲ့အရောင်းဝယ်ဖြစ်သွားခဲ့တာကြောင့်အပြတ်သက်ကိုကြော်တက်ပြီးတော့စံချိန်တင်သွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆုံးနီနာဆင်ပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်